ပတ်သေးအောင်လဲဆိုတာကျွန်တော်တို့တော့ဒါထမင်းသားရေတောက်လောက်ပါပဲဒါထောက်ရတာတိတ်မခင်းနေရပါတော့တချို့ဒီအဖော်ဝင်နေကျွန်တော်နေတိုင်းပြီးတော့သူတို့ကဒီနေ့မှာတချို့တွေကကျတော့ဒီ BK line ထက်ဆိုင်ပတ်သေးကိုပို့ကြိုက်ကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘာကောင်းလဲလာမိကြတယ်မေးတော့လဲဖြည့်ပေးလိုက်ရပေါ့ဗျာစစ်တလုံးပေါ့နော်ဒီနေ့ကတော့โอเคအဲ့ဒါကတော့ထားလိုက်ပါတော့ဒါတော့လာမေးတဲ့လူတွေပေါ့နော်ဒီအဖော်ဝင်တဲ့လူတွေရကြတာပေါ့နော်အဲ့တချို့မမေးတဲ့လူတွေမရဘူးပေါ့နော်မေးတဲ့လူတွေကတော့ကျွန်တော်ဖြည့်ပေးလိုက်တယ်ပေါ့အဲ့ဒါကျွန်တော်တော့မခဲရင်ဒါပေမဲ့ကျွန်တော်ဒီပေါ့နော်အဖောက်ဝင်နေပေးတဲ့အရာတွေပေါ့နော်ဒါမနေ့ကဆိုလဲမနေ့ကဒီနေ့ဆိုလဲဒီနေ့ဆိုလဲကျွန်တော်တို့ဆိုရင်ဒီစစ်နဲ့ပတ်သက်ရင်စစ်0ရှိမယ်ပြီးကျွန်တော်2စစ်လုံးဝဒဲပြန်ထည့်ပေးရပြီးစစ်ဒါပေမဲ့ထောင်ရတာ3စစ်ပေါ့နော်လုံးဝ main ကိုอ่ะပေါ့နော်ဘာကြောင့်ကတ်လွဲနေရလဲပေါ့နော်စဉ်းစားခဲ့တဲ့အဖြေတွေပေါ့အဲ့တော့ free ကနေအပြင်ညကိုမနမတွေတခုပြရဒီညနေမှာလာမယ်ဆိုရင်အချင်းက2ခုပဲရှိတယ်8 or 2ဒါမြေတာလက်ဆောင်ပေးတာပါ8 or 28တော့မဟုတ်2တေချာပေါက်လာလိမ့်မယ်ဒါတော့ကျွန်တော်ကလင်းရဲ့တူတယောက်တည်းရဲ့အမြင်မှာမိတ်ဆွေကြမ်းနေတဲ့ဆိုရင်ဒီ8 or 2ကိုမိတ်ဆွေကပ်ပြီးတော့မိတ်ဆွေစင်မီယာနဲ့ကစားလို့ရပါတယ်ဒါမှမဟုတ်ကိုကြိုက်တဲ့အလုံးရှိရဆိုယူဆွဲလိုက်ပါဒါမြေတာလက်ဆောင်ပေးတာကျွန်တော်အထွတ်တော့ကျွန်တော်အကြိုက်ဆုံးလို့အပိုင်ဆုံးပဲအဲ့တော့အိမ်နဲ့ပတ်သက်ရင်တော့ကျွန်တော်ဘာကြီးကြိုက်ပေးမယ်ဒီမှာအပိနဲ့ပရိသတ်တွေက81တို့84တို့ဒါပြီး85တို့80တို့မစိုးပါဘူးပြီး2နဲ့ဆိုရင်တော့ကျွန်တော်20တို့ဒါ21တို့ဒါပြီး24တို့25တို့ကျွန်တော်ချမ်းနေတတ်ပါတယ်ဒါမြေတားလက်ဆောင်ပေးတာမှာဒီညနေအတွက်တော့အဖုံးအတွက်တော့ကျွန်တော်အချို့ပတ်ချင်တဲ့လူတွေကလည်းရှိကြတယ်ဆိုတော့သူတို့ကျွန်တော်ဒီညနေအတွက်ဒီ8 or 2ထဲကအကောင်းဆုံးတစ်ခုတည်းပေါ့နော်လာနိုင်ကြီးအရှိဆုံး8ဖြစ်မလား2ဖြစ်မလားဒါကတော့ကျွန်တော်ရွေးချက်ပြီးသွားပြီပေါ့နော်အဖုံးဝင်တော့ပြီးသွားပြီပြီးရင်လုံးဝဒီညနေအတွက် main အရန်တင်းလို့ဗျာတစ်ခွက်တည်းထုတ်လိုက်တယ်အရန်မှာတော့ကျွန်တော်3ခွက်ပေးလိုက်တယ်နော်အဖုံးနေလဲကန်ကောင်းကြပါစေဒီကနေအပိနေညကိုမောင်မတွေလည်းကန်ကောင်းကြပါစေကျွန်တော်လည်းလက်တွဲကျင်လဲဆိုတော့အမှားလည်းရှိမယ်အမှန်လည်းရှိမယ်လာလက်တွဲလို့ရပါလေနော်ကျွန်တော်ကင်းနေဖြစ်ပါတယ်ခင်ဗျာ